ခင်ဗျားတို့အနေနဲ့ design တစ်ခုကိုစာဆွဲတဲ့အချိန်မှာဒီ tools တွေအများကြီးကိုသုံးပြီးတော့ဆွဲမှ design တစ်ခုကလှတယ်လို့ထင်နေတော့လားအဲ့လိုထင်ခဲ့တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းဟိုးအရင်နှစ်တွေတုန်းကပါတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းက design တစ်ခုကိုစာပြီးတော့ဆွဲတဲ့အချိန်မှာကိုက tools နည်းနည်းသုံးပြီးတော့ဒီ design ကိုပို့ပြီးတော့ရှင်းပြီးတော့လှအောင်ဆွဲနိုင်တာမှဒါပို့ပြီးတော့ design တစ်ခုကို professional ဆန်ဆန်ဆွဲတယ်လို့ကျွန်တော်ကတော့အခုနောက်ပိုင်းခံစားလာရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အမြင်ပေါ့အဲ့တော့ပထမဆုံးအနေနဲ့ဒီနေ့ဆွဲတွေပေါ့နော် Suncrane design တွေမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ gradient tools လေးသုံးပြီးတော့အောက်ကနေပြီးတော့ a wine shape လေးတခုကျွန်တော်ဖန်တီးလိုက်တယ်ပြီးတော့ရင် sorry a wine shape ကတော့ဒါ Marquee 2နဲ့ဆွဲတာပေါ့နော်ပြီးတော့ရင် gradient လေးပြန်ဖြည့်လိုက်တာပေါ့အဲ့ဒါပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ product လေးကိုနှစ်ခုပွားထားပြီးတော့ကျွန်တော်အပေါ်မှာဒီ tax လေးတစ်ခုထည့်တယ်ပြီးတော့လို့ရှိရင်သူထည့်ရမယ့်စာလေးပေါ့နော်ဒါ ADS design ဖြစ်တဲ့အတွက်ဒီ client ထည့်ခြင်းတဲ့စာလေးတော့ပါတာပေါ့ဗျာအဲ့စာလေးကိုကျွန်တော်တို့ပြန်ပြီးတော့ထည့်တယ် okay ကျွန်တော်က Leo ပါဆိုတော့ဒီဆွဲပြနေတဲ့ design မှာဆိုလို့ရှိရင်အဓိကကျွန်တော်ကဒီ typography လေးရယ် gradient tools လေးရယ်ပဲသုံးပြီးတော့ကျွန်တော်ဒီ design တစ်ခုကိုဆွဲသွားမှာပေါ့နော်ပြီးတော့ဆိုလို့ရှိရင်တော့ဒါ Suncrane ဆိုတော့သူ့ရဲ့ concept လေးမိသွားအောင်လို့ဒါဒီကြားရွက်လေးနဲ့နေအောင်ကားရဲဆိုတဲ့ concept မျိုးလေးကျွန်တော်ကပြကျွန်တော်ကြားရွက်လေးပြန်ပြီးတော့ထည့်တယ်အဲ့ဒါပြီးတော့ရင်တော့အပေါ်ကနေ foreground လေးလည်းနည်းနည်းပြန်ခံတယ်ပေါ့နော်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ကောင်တွေကို composition လေးတွေနည်းနည်းပြန်ပြီးတော့ညှိအောင်ပါပေါ့ composition တွေပြန်ပြီးတော့ညှိနေတဲ့အချိန်မှာကျွန်တော်ရဲ့ Telegram group လေးအကြောင်းပြခြင်းနဲ့ကျွန်တော် Telegram group ဆိုတာ Telegram group ဆိုရင်ခင်ဗျားတို့ထင်နေရမဟုတ်ဘူးเนาะကျွန်တော်ရဲ့ဒီ online class က record video တွေကိုတင်ထားတယ်group လေးပါเนาะအဲ့ထဲမှာဆိုလို့ရှိရင် Photoshop ကိုအခြေခံနေပြီးတော့ဒါ professional အထိသွားဖို့အတွက်ဒီtools တွေကနေစလို့ theory အဆုံးကျွန်တော်အကုန်လုံးတေချာလေးရှင်းပြထားတယ်ဗောနော်အဲ့တော့ egg group လေးကို join ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုလောလောဆယ် April လတစ်လလုံး April လကျွန်တော်မွေလဆိုတော့တစ်လလုံး join မယ်ဆိုရင်ပုံမှန်သင်တန်းကြီး3သိန်းကိုကျွန်တော်က9000နဲ့ပြီး join ထားတယ်ဗောဗျာ April လကုန်သွားရင်တော့3သိန်းပြန်ဖြစ်သွားလိမ့်မယ်အဲ့တော့ခင်ဗျားတို့စိတ်ဝင်စားလို့ join ကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ message box ကနေပြီးတော့အသေးစိတ်လာမေးလို့ရတယ်အဲ့ထဲမှာဆိုလို့ရှိရင် photo editing နဲ့ပတ်သက်တဲ့ဒီအသုံးပြုရမယ့်ပုံစံတွေလည်းကျွန်တော်ပြထားရပါတော့ကဲဒါဆို design ကိုဆက်သွားလိုက်မယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် logo လေးတွေပြန်ထည့်တယ်ပြီးတော့ရင်ဟိုအောက်ဘက်မှာကျွန်တော် text လေးတွေထည့်ထားမှာနော်ဒီ design ကခုနကကျွန်တော်ပြောရတဲ့အတိုင်းပဲဘာမှ tools တွေအများကြီးမသုံးတာဘူး gradient tools လေးတစ်ခုပဲသုံးတာပြီးရင်ဒါ online ကနေပြီးတော့အလကားရတဲ့ PNG source လေးတွေကျွန်တော်ရှာပြီးတော့ထည့်ထားတာပါနော်အဲ့တော့ခင်ဗျားတို့လည်းအလကားရတဲ့ source လေးရှာနိုင်မှုလိုတယ် source ရှာတဲ့နည်းသိချင်တော့ကျွန်တော်ရဲ့ online class ကိုsorry video class ကိုလာပြီးတော့ join လိုက်ပါဗျာလကားပြောတော့ပါကျွန်တော်ကြုံလို့တော့ share ပြီးတော့ပါမယ် free မှာလဲကဲဒါကတော့ lighting လေးတွေပြန်ထည့်တယ်ပြီးတော့ကျွန်တော်ရဲ့ typography လေးတွေနေရာပြန်ချထားတယ်အဲ့ဒါပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ Dodge and Band လေးနည်းနည်းလေးပြန်ကင်ပြီးတော့ဆိုတော့ဒါကတစ်ရွက်လေးနည်းနည်းလေးပြန်ပြီးတော့ light ထည့်ဗျာနည်းနည်းလေး design ကရှင်းပြီးတော့နည်းနည်းကြည့်ရတာဒီအဆင်မပြေဘူးဖြစ်နေလို့ပေါ့နော်အဲ့ဒါပြီးတော့ရင်တော့ကျွန်တော် motion blur လေးနည်းနည်းလေးပြန်ပြီးတော့ light ထည့်တယ်ကဲအဲ့ဒါပြီးရင်နောက်ထပ်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်ဒါ finalize color လေးပြန်ပြီးတော့ချိန်တယ်ပေါ့နော် finalize color ချိန်တယ် color theory ကလည်းအရေးကြီးပါတယ်ဒါ finalize color ချိန်မှကိုယ့်ရဲ့ design တစ်ခုကကြွလာမှာပေါ့နော်ကဲအားလုံးပြီးသွားပြီဆိုရင်ဒါ final design လေးပါအဲ့တော့ video group လေး telegram group လေးတည်ကျင်နေဆိုရင် message box ကိုလာခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video နဲ့ပြန်တွေ့ပါမယ် see you guys